ဗကန်အင်ပါယာနိုင်ငံတော်ကြီးပျက်စီးသွားရတယ်အဓိကတရခန်ကဘာလို့လဲလို့မေးမယ်ဆိုရင်တော့နရတိယပဋိမင်းကြီးလို့ပဲပြောရမှာပဲဖြစ်ပါလေနရတိယပဋိမင်းကြီးဟာနာမည်ကောင်းရတဲ့မင်းတစ်ပါးတော့မဟုတ်ခဲ့ဘူးမင်းစိုးမင်းကြီးအနေနဲ့ပဲကြော်ကြားခဲ့တယ်စိတ်ကြမ်းကိုကြမ်းရှီလွန်းသူဖြစ်တာကြောင့်ဘလူးဘဝလာတယ်လို့တောင်ပူရာဆရာတွေကဆိုကြတယ်အမျက်ဒေါသလွန်ခဲ့ပြီးသူ့လက်ထက်မှာတက်ဖြတ်ကွမျက်စီရင်မှုတွေအများကြီးပြုလုပ်ခဲ့သူလည်းဖြစ်တယ်အစာကျူးသူလိုလည်းထင်ရှားတယ်ဟင်းကွက်300နဲ့ပွဲတော်တဲလေးရှိကြောင်းဆိုကြတယ်ဒီနေရာဟာလွန်ခဲ့တဲ့အချိန်10ရာစုလောက်ကတရုတ်နဲ့အိန္ဒိယကိုဆက်သွယ်ပေးတယ်အချက်ချာကြခဲ့တဲ့လမ်းကြောင်းကြီးပေါ့ဒီမြေပေါ်မှာလေယာစိုက်ပျိုးရေးတွေအောင်မြင်ပြီးဆယ်မြောင်းတမန်တွေရဲ့ရေသွင်းစနစ်တွေကြောင့်လယ်သမားတွေရဲ့အိမ်တိုင်းမှာစံအိတ်တွေပုံပြီးဈေးကွက်တွေမှာလည်းကုန်စည်တွေပြက်လက်ခြင်းမရှိအောင်ဖွံ့ဖြိုးတိုးတက်ခဲ့ကြတယ်ဒီမြေပေါ်မှာဖျားပထုဇေဒီတော်တွေလက်ညှိုးထိုးမလွဲအောင်တီထားကိုယ်ွယ်နိုင်ခဲ့တယ်လို့အလူတန်းတွေမပြတ်လက်အောင်ဗုဒ္ဓသာသနာစီပင်ခဲ့တယ်ဒီမြေပေါ်မှာတရုတ်အိန္ဒိယမွန်ခမာစတဲ့လူမျိုးတွေရဲ့ကုန်သွယ်မှုတွေနဲ့ကမ္ဘာကုန်စည်တွေဘာသာစကားအမျိုးမျိုးနဲ့လူမျိုးစုံတွေကိုတွေ့နိုင်တဲ့အထိကမ္ဘာအရရက်ကကုန်သွယ်တွေခြေရာချခဲ့ကြတယ်ပကြီးပပုဘိတုကာစတဲ့အနုပညာလက်ရာတွေကမ္ဘာအစစ်မီအောင်အင်မတန်ထွန်းကားခဲ့ကြတယ်ဗကန်ပြည်ကြီးဟာစစ်အင်အားကြီးမားရုံသာမကစီးပွားရေးလည်းဖွံ့ဖြိုးခဲ့တယ်ရင်းကျေးမှုမြင့်မားခဲ့တယ်သာသနာတော်ကြီးလည်းစီပင်ခဲ့တဲ့အတွက်ကမ္ဘာထိပ်တန်းအင်ပါယာတစ်ခုအဖြစ်ရပ်တည်နေခဲ့ပါတယ်ဒီလိုခိုင်မာတဲ့အင်ပါယာနိုင်ငံကြီးကိုဘာကြောင့်ပြိုကွဲခဲ့ရသလဲဆိုတာကတော့ဆက်လက်ပြီးလေ့လာကြည့်ကြရအောင်ပါဗကန်ခေတ်သမိုင်းကိုဗီဒီယိုလုပ်တဲ့အခါမှာအချို့အချက်လက်တွေကညင်ပွားစရာထောက်ပြစရာတွေများနိုင်ပါတယ်ဗကန်ရာသဝင်ဒုတ်ထန်းဓာတ်ထန်းပြောရတယ်ဆိုတဲ့စကားဟာငင်းရလွန်းလို့ဖြစ်ပါတယ်ဒီလိုဖြစ်တာဟာလည်းတွေ့ရှိခဲ့ပြီးတဲ့ကြောက်စာတွေရေးသားခဲ့ကြတဲ့ရာသဝင်တွေကိုမူတည်ပြီးတော့ပြောကြရတာဖြစ်လို့တစ်ခုနဲ့တစ်ခုဟာအချို့အကြောင်းအရာတွေမတူညီတတ်ကြပါဘူး။တမိုင်းမှာမိဖုရားဖွားစော3ဦးရှိတဲ့အတွက်ဖွားစောနဲ့ပတ်သက်ပြီးအတိအကျရေးမထားတဲ့ကြောက်စာတွေရာဇဝင်တွေမှာဆိုရင်ငင်းပွားဝယ်ဖြစ်ခဲ့ကြတယ်။ဘလို့ပဲမညီကြပါစေကျွန်တော်တို့ရဲ့မြမရာဇဝင်တွေဟာတရုတ်နိုင်ငံကလွဲလို့အခြားဒေသတွေနိုင်ငံတွေထဲမှာအပြည့်စုံဖြစ်တယ်။မြန်မာနိုင်ငံအောက်ပိုင်းမှာဝင်းရှင်တော်မင်းကြီးဖြစ်ခဲ့တဲ့စာအာတာဖေယာရဲ့မြမရာဇဝင်ညီတန်းမှာ1883ခုနှစ်အရင်ကရှိခဲ့ပြီးဖြစ်တဲ့မြန်မာအမျိုးသားရာဇဝင်မှတ်တမ်းများရဲ့ပြည့်စုံမှုအမွန်တင်ဖော်ပြထားတယ်။ဟိန္ဒူဘုရင်တွေအုပ်စိုးခဲ့တဲ့နိုင်ငံတွေမှာအခုလိုရာဇဝင်ကျမ်းတွေမတွေ့ရတော့ယိုးဒယားနိုင်ငံရဲ့ရာဇဝင်မှတ်တမ်းတွေမှာမြန်မာရာဇဝင်မှတ်တမ်းတို့လိုပြည့်စုံခြင်းမရှိပါဘူး။အဆက်ဆက်မှတ်တမ်းတင်ထားခြင်းမရှိပုံတွေကိုနှိုင်းယှဉ်ပြီးတော့ဖော်ပြထားခဲ့တယ်။နောက်ပြီးခရစ်နှစ်1883ခုနှစ်ထက်စောပြီးတော့မြန်မာရာဇဝင်ကိုအများဆုံးလေ့လာခဲ့တယ်။ပါမောက္ခလက်ဆင်ကဒီလိုပြောခဲ့မြန်မာတို့၌ရှေးလျားသောရာဇဝင်မှတ်တမ်းများရှိ၏မိမိတို့အတွက်သာမကရခိုင်ပဲခူးဇင်းမဲလက်ဗျာနဲ့အခြားအိန္ဒိယနိုင်ငံတွေရဲ့ရာဇဝင်များပါဝင်သည်ရေးသားသူတို့သည်မိမိတို့ရာဇဝင်တွင်ဂုဏ်ယူဝဲချီးမွမ်းပွဲကောင်းသောဖြစ်စဉ်များကိုသာမကဂုဏ်သိမ်ပွဲအပြစ်တင်ပွဲကောင်းသောဖြစ်စဉ်များကိုဖော်ပြကြသဖြင့်ထိုရာဇဝင်ကျမ်းတို့မှာအားလုံးခြုံ၍ကြည့်ပါကမှန်ကန်သည်ဟုချီးမွမ်းခြင်းကိုခံထိုက်ပေသည်လို့ချီးကျူးထောပနာပြုထားတာကိုတွေ့ရှိရတယ်။အဲဒီအကြောင်းကိုစာအာတာဖေယာရဲ့မြမရာဇဝင်ဤတန်းမှာပဲဖော်ပြထားခဲ့တယ်။အင်္ဂလိပ်မြန်မာတတိယစစ်ပွဲမှာချို့ပေမှုပရပိုက်မှုတွေကဖျက်ဆီးခြင်းခံခဲ့ကြရတယ်။ပြောတဲ့မှတ်ချက်တွေဟာအင်္ဂလိပ်မြန်မာတတိယစစ်ပွဲမဖြစ်ခင်ကရေးသားချက်များဖြစ်တဲ့အတွက်အဲ့ဒီကျမ်းပြူပုဂ္ဂိုလ်တွေဟာရာဇဝင်ကျမ်းပေမှုပရပိုက်မှုတွေကိုပြည့်စုံစွာလေ့လာခွင့်ရရှိသူတွေဖြစ်တယ်။အဲဒါကြောင့်အာရှတိုက်အရှေ့တောင်ပိုင်းမှာမြန်မာတွေဟာမိမိတို့ရဲ့ရာဇဝင်ကိုအပြည့်စုံဆုံးရေးသားခဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ဂုဏ်ယူစရာကောင်းပါတယ်။ဒီဘူတွေကိုတော့သမိုင်းဆိုင်ရာနောက်ခံဇာတ်လမ်းတစ်ပုဒ်အနေနဲ့ကြည့်ရှုသေးခြင်းပါတယ်။သမိုင်းကိုလေ့လာရမှာအဆက်ဆက်ဖြစ်ပြီးဇာတ်လမ်းသက်ကွက်ပုံစံမျိုးနဲ့ပုံမူစိတ်ဝင်စားစေခြင်းတဲ့အတွက်ပဲဖြစ်ပါတယ်။ကဲဆက်လိုက်ကြအောင်။
တမိုင်းကြောင့်အစင်လာကြီးမားပြီးတော့ကဘာမှာမြန်မာဟိတ်လို့ပြောနိုင်ခဲ့တယ်ဗကန်အင်ပါယာနိုင်ငံတော်ကြီးပျက်စီးသွားရတယ်အဓိကတရခန်ကဘာတူလဲလို့မေးမယ်ဆိုရင်တော့နရတိယပရိမင်းကြီးလို့ပဲပြောရမှာပဲဖြစ်ပါလေနရတိယပရိမင်းကြီးကိုဥဒနာမင်းနဲ့စုလဲထုံးမိဖုရားတို့က1983ခုနှစ်ဧပြီလ23ရက်နေ့မှာဖွားမြင်ခဲ့ပြီးဗကန်ထီးနန်းကိုAD 1956 1980ကာလအတွင်းမှာစိုးစံသွားခဲ့တယ်။နရတိယပတိမင်းကြီးဟာနာမည်ကောင်းရတဲ့မင်းတစ်ပါးတော့မဟုတ်ခဲ့ဘူး။မင်းစိုးမင်းကြီးအနေနဲ့ပဲကြော်ကြားခဲ့တယ်။စိတ်ကြမ်းကိုကြမ်းရှိလွန်းသူဖြစ်တာကြောင့်ဘလူးဘဝလာတယ်လို့တောင်ပူရာဆရာတွေကဆိုကြတယ်။အမျက်ဒေါသလွန်ခဲ့ပြီးသူ့လက်ထက်မှာတက်ဖြတ်ကွမျက်စီရင်မှုတွေအများကြီးပြုလုပ်ခဲ့သူလည်းဖြစ်တယ်။အစာကျူးသူလိုလည်းထင်ရှားတယ်။ဟင်းကွက်300နဲ့ဝဲတော်တဲလေးရှိကြောင်းဆိုကြတယ်။ခစ်တဲ့သမိုင်းဆရာတွေကတော့နရတိယပတိမင်းကိုစီတူလေးလို့လည်းခေါ်ဝေါ်ကြတယ်။ဘာလို့လဲဆိုတော့နရတိယပတိမင်းဟာစီတူဘွဲ့ခံယူထားတဲ့ဗကန်မင်းတွေထဲမှာ၄ပါးမြောက်မင်းဖြစ်တာကြောင့်ဖြစ်ပါတယ်။အချို့ကြောက်စာတွေမှာတော့သူ့ရဲ့ဘွဲ့ကိုဥစ္စနာလို့လည်းသုံးလုံးတက်ကြပါသေးတယ်။နရတိယပတိမင်းကြီးဟာဗကန်ထီးနန်းကိုရတဲ့အခါမှာမိဘကောင်ကြီးနတ်ရဆန်ပြီးတဲ့နောက်ခမဲတော်ရဲ့မိဖုရားတစ်ပါးဖြစ်တဲ့မိဖုရားဖွားစောကိုပဲ1962ခုနှစ်မှာမိဖုရားခေါင်းကြီးဖြစ်တင်မြောက်ခဲ့တယ်။အခြားသူ့ရဲ့မိဖုရားတွေကတော့ဖွားစောအမတော်ရဲ့သမီးစောနန်းဟူရာဖြူရဲ့သမီးစောလုံးရှင်မောက်ရှင်ရွှေနဲ့မိဖုရားငယ်၈ပါးတို့ဖြစ်ကြတယ်။နရတိယပတိမင်းကြီးဟာမာနာကြီးတယ်အမျက်ထွက်လေတယ်ယုံမတန်ရာတွေလည်းများတယ်စာနာစိတ်လည်းနဲတယ်ဘယင်တစ်ပါးဖြစ်တယ်။တချို့ဆုံးဖြတ်ချက်တွေကိုစင်စင်စားစားစင်စင်ကျင်ကျင်မရှိဘဲနဲ့အမိန့်တွေထုတ်ထပ်သေးတာအဲ့လိုထုတ်ပြန်ချက်အမိန့်တွေကြောင့်နန်းနှင်းသူနန်းနှင်းသားတွေနဲ့ပြည်သူတွေတေဘေးကိုခဏခဏကြုံတတ်ကြရတယ်နန်းတွဲမှာနှာမချေရလို့အမိန့်ထုတ်တာမျိုးပေါ့စောလုံရဲ့အချွေရံတွေကရန်ယူတော်တယောက်ဆိုနှာချေမိလို့သူ့အမိန့်ကိုဖိစံနေဆိုပြီးကတ်စီလို့အမိန့်ချလိုက်တာပါပဲအဲ့လိုအခါမျိုးမှာမိဖုရားကြီးဟာဘယင်ကြီးနားဝင်အောင်ပြောပြီးတေဘေးကိုကယ်ခဲ့ရပေါင်းလဲမနှဲခဲ့ဘူးအဲ့ဒါကြောင့်ပလင်နောက်ွယ်ကနေအာနာကိုထိန်းကျောင်းနိုင်တဲ့မိဖုရားလို့ပြောကြတယ်နိုင်ငံရေးမှာလည်းလွှမ်းမိုးနိုင်တယ်သူမကိုချစ်လွန်းလေးစားလွန်းလို့မေတော်ကြီးလို့တောင်ခေါ်ကြတယ်တကယ်တော့သူဖြတ်တန်းခဲ့ရတဲ့ကာလဟာနိုင်ငံရဲ့တမိုင်းတစ်လျှောက်မှာအခက်အခဲဆုံးကာလတွေဖြစ်ခဲ့တယ်ဘယင်ကြီးကတန်ရများလွန်းလို့တချို့ပြဿနာတွေဟာသူ့ကိုပြန်ပတ်လာနိုင်တဲ့ကိစ္စမျိုးဆိုရင်သူမဝင်မပါပဲသူမရဲ့ဉာဏ်ပညာနဲ့ဘယင်ကြီးအမျက်တော်မရှအောင်ရှောင်နိုင်ခဲ့တယ်သူမပြောရင်အမြဲတမ်းအောင်မြင်နေရမဟုတ်ပေမဲ့ဘယင်ကအမြန်ချတဲ့ဆုံးဖြတ်ချက်တွေတိုင်းပြည်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုနားချပြောင်းလဲနိုင်ခဲ့တာတွေလည်းရှိခဲ့တယ်ပျော်ပွဲရှင်ပွဲတွေကိုနိုင်ငံတော်အစ်စ်မကြာခဏလုပ်တတ်လို့တိုင်းပြည်ဗန္နာတော်တွေကုန်ခန်းခဲ့တယ်ရတ္တိယပတိမင်းကြီးဟာဟူရာဖြူရဲ့သမီးမိဖုရားစောလုံကိုတော့အရန်ချစ်မြတ်လို့ခဲ့တယ်စောလုံဟာအနေတီးတယ်ရစ်ကြက်တည်ငြိမ်တဲ့အလားလည်းရှိတယ်စိတ်တယ်လည်းမာကြောတယ်မာနာလည်းကြီးတယ်ခေါင်းမာတတ်တဲ့သဘောလည်းရှိတယ်တကြံပွဲတစ်ခုမှာစောလုံကိုချစ်လွန်းလို့ကြည်စားပြီးလူများရှိမှယေရှုရွှဲအောင်ပက်ဖို့နရတိယပတိမင်းကမောင်းမမိတ်တန်တယောက်ကိုတိတ်တဆိတ်မှာကြားခဲ့တယ်မိဖုရားကိုခေါင်းကနေခြေပြားထိယေရှုရွှဲတော့ဘယင်ကလောင်ပြောင်ရေမောခဲ့လို့ဘယင်ကိုစောလုံကအညှိုးထားခဲ့တယ်တရက်မှာတော့ဘယင်စားတော်ပွဲတဲ့ကိုစောလုံကအစိတ်ခတ်ခဲ့ပြီးတော့အခြားမိဖုရားရှင်မောက်ကိုဘယင်စီဆက်တာဖို့ပို့ထားခဲ့တယ်ဘယင်ကစားတော်ပွဲမတဲခင်ဇပွဲအောက်ကခွေးကနှာချေတာနဲ့ခွေးကိုအရင်ကျွေးလိုက်တာခွေးတေဆုံးသွားခဲ့တယ်စားတော်ပွဲကိုစောလုံပြင်ဆင်တဲ့အကြောင်းသိရပြီးတဲ့နောက်မှာစောလုံကိုစစ်ဆေးမေးမြန်းတော့စောလုံကဟဲပပုတ်တယ်မြေနင်ငါ့ကိုအေယာဝတီမြစ်ထဲလူပုံလဲမှာရှက်ခွဲခဲ့တာမိတ်နေပြီလားလို့ဘယင်ရဲ့ငယ်ဘဝပပုတ်တယ်မြေဆိုတဲ့စကားလုံးနဲ့သုံးပြီးဒဲဖိုက်လိုက်တယ်ဘယင်ကမခံမရက်နိုင်ဖြစ်ပြီးစောလုံကိုတန်လောင်ချိုင်တွင်ထက်ဖိုထိုးကြက်တင်တက်စေလို့အမိန့်ပေးခဲ့တယ်ငါတရားပတိကစောလုံကိုတက်ပြီးတဲ့နောက်မှာစက်တော်ခေါ်ချိန်တိုင်းစောလုံဆောက်မှာခလဲလို့ရောင်ရမ်းရတဲ့အထိနောင်တကြီးစွာရခဲ့တယ်ငါတရားပတိဟာမိဖုရားစောလုံကိုအမတ်တရအနေနဲ့ရွှေစည်းကုံစေတီတော်နဲ့ဆင်တူတဲ့မင်္ဂလာစေတီတော်ကိုမြင်းကဘာရွာရဲ့မြောက်ဘက်မှာတည်ထားခဲ့တယ်မင်းစိုးမင်းညစ်တွေရဲ့ဒဏ်ကိုခံခဲ့ရတဲ့ပညာရှိအမတ်ကြီးတို့ရဲ့အကြောင်းကိုလည်းပြောချင်ပါတယ်ဒီအမတ်ကြီးကတော့ဗကန်ခေဥဒနာမင်းလက်ထက်ကစပြီးနာမည်ကျော်ကြားခဲ့တဲ့ရာသတင်ညာအမတ်ကြီးပါပဲ
သူ့ရဲ့ဇလန်းကတော့ကျေးဇူးကမ်းတဲ့မင်းစီကခံစားခဲ့ရအဖြစ်ပြက်တစ်ခုပါပဲဥဒနာမင်းနိုင်ရဆန်တော့ရာသတင်ညာအမတ်ကြီးဟာမင်းရဲ့သားတော်အကြီးဆုံးတရားသူကိုနမ်းမအပ်ပဲသားတော်အငယ်နရတရားပတိကိုသူကိုယ်တိုင်နန်းတင်ခဲ့ပါတယ်အဲ့ဒီအကြောင်းကိုအပိုက်တဲ့ဗီဒီယိုမှာကြက်ကြနာနာတင်ပြပြီးပါပြီကဲဒီအကြောင်းလေးကိုပြန်ဆက်လိုက်အောင်ဒါပေမဲ့လူဆိုးတွေရဲ့သဘာဝအတိုင်းပါပဲနန်းရပြီးတဲ့အခါမှာနရတရားပတိမင်းဟာသူ့ကိုနန်းတင်ပေးခဲ့တဲ့ရာသတင်ညာအပေါ်ကျေးဇူးမေ့သွားတယ်အာနာတီဗီဆိုတာနဲ့သူ့ကိုအရေးမဆိုင်တော့ဘူးပေါ့ဒီလိုနဲ့စိတ်ပြက်ဒေါသဖြစ်သွားတဲ့ရာသတင်ညာအမတ်ကြီးဟာတနေ့မှာညီလာခံကိုပန်းကက်ပဲလေးကိုကင်ပြီးဝင်လာခဲ့တယ်အမတ်ကြီးကတမင်ပညာပေးခြင်းလို့ဝင်ဆင်းလာတာအဲ့ဒါကိုမင်းကြီးကအမတ်ကြီးဘာကြောင့်ဒီပန်းကက်ပဲလေးကိုကင်လာရတာလဲလို့မေးတော့သူကလည်းအဲ့ဒါကိုဖြေချင်တော့သူ့ကွက်တဲ့ရောက်လာပြီလေဒီတော့ရာသတင်ညာအမတ်ကြီးကမှန်တော့မအရှင်မင်းကြီးဒီခေတ်မှာဘုတ်တဲ့သူတွေတိတ်ကောင်းစားနေလို့ဘဘခိုင်းမှုလူမရှိဘူးဖြစ်နေပါတယ်ဒါကြောင့်ကျွန်တော်မျိုးကိုယ်တိုင်ဒီပန်းကက်ပဲလေးကိုကန်ရတာပါလို့ရှောက်တင်လိုက်တယ်ဒီတကားကဘာကြောင့်ပြောလဲဆိုတော့နရတရားပတိမင်းရဲ့မဲတော်စူလဲထုံးမိဖုရားကြီးဟာဘုတ်တဲ့မျိုးရိုးဖြစ်နေလို့ပါပဲပြောရရင်အမတ်ကြီးကပါပါလေးပို့လိုက်တာပေါ့နော်အမတ်ကြီးရဲ့ဒီစကားကိုကြားတဲ့မင်းကြီးဟာအမျက်ဒေါသတွေထွက်သွားတယ်အဲ့တော့ဘုရင်ကြီးကအမတ်ကြီးကိုမေးလိုက်တယ်အမတ်ကြီးဂူဖျားတွေတဲတဲ့အခါမှာအမြင့်တက်နိုင်အောင်ဘာလို့ရမလဲလို့မေးလိုက်ပါတယ်အမတ်ကြီးကလည်းမှန်လားပါဂူဖျားတွေတဲတဲ့အခါမှာအမြင့်တက်အောင်ညမ်းစင်ရကြောင်းမှာဖျားလို့ပြန်လျှောက်လိုက်တယ်အဲ့ဒီခါမှာဘုရင်ကြီးကဖျားပြီးသွားရင်ရောညမ်းကိုဒီတိုင်းထားရသလားလို့ထပ်မေးလိုက်တော့မှန်လားပါဖျားပြီးရင်ညမ်းကိုဖြတ်မှသာဂူဖျားဟာတင့်တယ်မှာဖြစ်ကြောင်းမှာဖျားလို့ပြန်လျှောက်တယ်အဲ့တော့ဘုရင်ကြီးကအဲ့လိုပဲအမတ်ကြီးရဲ့အခုကိစ္စမှာလဲအမတ်ကြီးကညမ်းနဲ့တူပြီးအကျွန်ုပ်ဘုရင်ဖြစ်ဖို့ကဂူဖျားတဲတာနဲ့တူတယ်အခုကျွန်ုပ်ကဘုရင်ဖြစ်ပြီဆိုတော့အမတ်ကြီးကိုလည်းမလိုတော့ဘူးဆိုပြီးရာသတင်ညာအမတ်ကြီးရဲ့ယာစုအဆောင်ရောင်တွေအကုန်ပြန်သိမ့်ပြီးသူ့ကိုဒလမျိုးကိုပြည်နှင်တန်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့ကျေးဇူးကမ်းတဲ့မင်းရဲ့အမိန့်ကြောင့်ရာသတင်ညာအမတ်ကြီးရဲ့ဘဝဟာခက်ခဲနဲ့တောအရက်မှာအချွေအရန်အဆောင်ရောင်မရှိတွားနေလိုက်ရပါတော့တယ်ဒါပေမဲ့နိုင်ငံတော်ကိုထိန်းကျောင်းနိုင်တဲ့ပညာရှိအမတ်ဖြစ်တဲ့အပြင်စစ်သူကြီးချုပ်လည်းမရှိတဲ့အခါမှာတိုင်းပြည်မှာမငြိမ်မသက်တွေစဖြစ်လာတယ်ရာသတင်ညာအမတ်ကြီးဘရင်အပားကမရှိတော့ဘူးဆိုတာကြားသိရတော့မௌဒမသားရဲ့ရခိုင်ပြည်မြောက်ပိုင်းကမစ္ဆဂရီသားတို့ကပုံကန်ထကြတာပေါ့ဒီချိန်ကျမှနရတရားပရိမင်းကြီးဟာသူ့ရဲ့မိဖုရားဖွားစောနဲ့တိုင်ပင်ရပါတော့တယ်မိဖုရားကြီးကလည်းပညာရှိတဲ့သူပဲဆိုတော့အရှင်မင်းကြီးတိုင်းပြည်အရေးအတွက်ရာသတင်ညာကိုပြန်ခေါ်ရမှာပါလို့အကြံပေးလိုက်တယ်ဒါနဲ့မင်းကြီးဟာရာသတင်ညာကိုဒလကနေပြန်ခေါ်ပြီးယာရုစီးစိမ်အဆောင်ရောင်တွေအကုန်ပြန်ပေးပြီးပုံကန်နေတဲ့မௌဒမသားကိုတိုက်ခိုက်ဖို့ကျေလွတ်လိုက်ပါတယ်ရာသတင်ညာရဲ့ထက်မြက်လာတဲ့စွမ်းရည်ကြောင့်မௌဒမကိုအလွယ်တကူပဲပြန်လဲသိမ့်ပိုင်နိုင်ခဲ့ပါတယ်ဒီကြားထဲမှာတခြားစစ်သူကြီးတူဖြစ်တဲ့တရိပစ္စပတိဆိုသူရခိုင်ဘက်ကိုဆေလွတ်ပြီးတိုက်ခိုက်ခိုင်းလိုက်ပါတယ်ဒါပေမဲ့သူကတော့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ရခိုင်ကိုတောင်မရောက်သေးပဲတက်ပြက်ပြီးစုပ်ပြေးခဲ့ရပါတော့တယ်အဲဒါကြောင့်ဘုရင်ကြီးကတရိပစ္စပတိကိုစိတ်ဆိုးပြီးတတ်စေလို့အမိန့်ထုတ်ပြန်လိုက်တယ်ဒီတခါလဲရာသတင်ညာအမတ်ကြီးရဲ့အလျှောက်ကောင်းလို့တရိပစ္စပတိဟာတေတံကနေလွတ်မြောက်ခဲ့ပါတယ်နောက်ဆုံးမှာတော့နရတရားပတိမင်းကရခိုင်မြောက်ပိုင်းပုံကံမှုအပိသက်နေနေမှုရာသတင်ညာအမတ်ကြီးကိုပဲထပ်မံစေလွတ်လိုက်ပါတယ်အမတ်ကြီးဟာရခိုင်ကိုအောင်မြင်စွာသိမ်းပိုက်ပြီးပုံကံနေတဲ့မစ္ဆဂီရီဇာနဲ့ခေါင်းဆောင်တွေကိုပါဖမ်းဆီးခေါ်ဆောင်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒလမှာသွားနေရတဲ့ဒဏ်ရောစစ်တိုက်လို့ပင်ပန်းတဲ့ဒဏ်တွေကြောင့်မှာရခိုင်ကပြန်လာချိန်မှာရာသတင်ညာအမတ်ကြီးဟာနာမကျန်းဖြစ်လာခဲ့တယ်ဒလမျိုးအရောက်နာမကျန်းဖြစ်ပြီးတော့အသက်62နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်ဒါပေမဲ့သူ့မှာသားနှစ်ယောက်ကျန်ရစ်ခဲ့ပြီးနရတရားပတိမင်းကြီးကသားကြီးကိုအနန္တပစ္စည်းသားငယ်ကိုရန္တပစ္စည်းဆိုတဲ့ဘွဲ့နဲ့စစ်သူကြီးရာထူးပေးပြီးချီးမြှင့်ခဲ့ပါတယ်အဲလိုနန်းတွင်းမှာရှိကြတဲ့နန်းတွင်းသူနန်းတွင်းသားတွေနဲ့အမှုတော်ထမ်းကြတဲ့ပညာရှိအမတ်ကြီးတွေစစ်သူကြီးတွေဟာနရတရားပတိကို
ကြောက်ရွံ့ယွံမုန်းလာပြီးငါတို့မရင်ရောဘယ်အချိန်သေးတံပေးမလဲလို့စိုးရိမ်နေကြရတယ်။တိုင်းသူပြည်သားတွေကလည်းဘရင်ရဲ့ရက်ဆက်မှုတွေအပျော်ပါးနဲ့အချိန်ကုန်မှုတွေခေါင်းဆောင်ကောင်းမပြီးသားမှုတွေကိုတက်ဆင်စကားနဲ့ရောကိုယ်တိုင်တွေ့ကြုံရသူတွေရဲ့စကားတွေကြောင့်ရောမကောင်းတဲ့တွေပြန့်နှံ့လာပြီးအကြည်ညိုပြက်လာကြတယ်။ဒီလူတွေရဲ့ကြည်ညိုလေးစားမှုနဲ့ချစ်ခင်ယုံကြည်မှုဟာလည်းအရေးကြီးပါတယ်။တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်စစ်ဖြစ်တဲ့အခါစစ်မှုထမ်းမှုကိုဒီလိုတိုင်းသူပြည်သားတွေကိုပဲစင့်ခွန်ကြရတာဖြစ်လို့ဘရင်အပေါ်ကြည်ညိုလေးစားမှုချစ်ခင်ယုံကြည်မှုဟာစစ်ပွဲရဲ့အဖြေကိုပြောင်းလဲဖို့အထူးအရေးပါလာပါတယ်။နရတရားပဋိကတော့တိုင်းပြည်အရေးလဲစိတ်ဝင်စားပတ်ဝန်းကျင်နိုင်ငံရဲ့အခြေအနေကိုလည်းမလေ့လာဗဏ္ဍာငွေတွေကိုတိုင်းပြည်ရဲ့စီးရေးစီးပွားရေးစီပင်သားယာရေးတွေအတွက်မသုံးပဲအပျော်အပါးအတွက်အသုံးချပြီးအပျော်ကြီးပျော်နေရှာခဲ့တယ်။တက္ကရာ634ခု AD 1282ခုနှစ်မှာတရုတ်မင်းကူပလိုင်ခန်ကဒီနေရာမှာကူပလိုင်ခန်ဟာမွန်ဂိုဘရင်ဂျန်ချစ်ခန်ရဲ့မြေးဖြစ်တယ်။သူဟာမွန်ဂိုတရုတ်ဆက်တဲ့သူဖြစ်တယ်။အဲ့ဒီမွန်ဂိုဘရင်ကူပလိုင်ခန်ဟာနရတိဟပရိမင်းကြီးစီကိုရွှေထမင်းအိုးရွှေပေါင်းကြောင်ငွေပေါင်းကြောင်ရွှေရောင်းမှငွေရောင်းမှရွှေဟင်းညိုငွေဟင်းညိုစတဲ့အရာတွေကိုအနော်အထာမင်းစောဆက်တာဘူးတယ်ဆိုပြီးတော့အမတ်တကျိတ်နဲ့မြင်းတီ1000တို့ကိုဆေးပြီးတော့တောင်းလာခဲ့ပါတယ်။ချို့ရာသဝင်တွေမှာစင်ဖြူတောင်းလာတယ်လို့လည်းဆိုကြတယ်။ပြောရရင်သူ့ကိုအခွန်ဆက်တယ်ပေါ့။အခွန်ဆက်တယ်ဆိုတာသူ့ရဲ့လက်အောက်ခံနိုင်ငံအဖြစ်လုပ်လိုက်တာပါပဲ။ဒါပေမဲ့နရတိယပရိမင်းကြီးဟာအဲ့လိုအခွန်တော်လာတောင်းတဲ့တန်တမန်တွေဟာသူ့ရှေ့မှာအနေအထိုင်မရင်ကြီးလို့ဆိုပြီးမြင်းတီတော်တွေရောအမတ်တွေရောအားလုံးတယောက်မကြံတက်စီလို့အမိန့်ပေးလိုက်တယ်။အဲ့ရောရာသတင်ညာအမတ်ကြီးကလည်းကွယ်လွန်သွားပြီဆိုတော့သူ့ရဲ့သားတော်အနန္တပစ္စည်းစစ်သူကြီးကဖုံးတော်ကြီးတော်ဖေဟာတရုတ်ဘရင်ကူပလိုင်ခန်စီကိုသူတို့လွတ်လိုက်သောတန်အမတ်တို့သည်ရှင်ဘရင်ကိုဆက်ဆံရာတွင်မလိမ္မာမချေငံကြောင်းကိုရေးသားပြီးပြန်လဲပြောကြားတဲ့မှာသည်တိခံ၍ပြည်ရေးပြည်ရွာမှုကိုပြည်လဲအောင်မိန့်တော်မူတဲ့လဲမိန့်ရမည်မင်းဆက်ဆက်တို့သည်တန်တမန်ကိုတတ်သောထုံးစံမရှိတိခံတော်မူမှတင့်မည်လို့နားတော်လျှောက်လိုက်ပါတယ်ဒါပေမဲ့နရတိဟပရိမင်းကြီးဟာငါလိုဘရင်မင်းမြတ်ကိုမချေမငံဆက်ဆံရင်ဒီလိုအဆုံးသတ်ကိုပဲရရှိရမယ်ဆိုပြီးအကုန်သက်စေဆိုပြီးအမိန့်ချတဲ့အခါမှာမင်းချင်းတွေလည်းအာနာတော်ကိုကြောက်လို့အကုန်တယောက်မကြံတက်ပြစ်လိုက်ကြပါတယ်တရုတ်ဘရင်ကူပလိုင်ခန်လဲသူ့တန်တမန်တွေကိုတက်ခံရတော့ပြင်းစွာအမျက်ထွက်ပြီးပကံကိုစစ်အင်အားအလုံးရင်းနဲ့စတင်ချစ်တက်လာပါတော့တယ်အဲ့ဒီအခါမှာနရတိယပဋိဟာရှေ့အဆက်ဆက်ကဘေးဘိုးဘရင်တွေအမျော်မြင်ကြီးကြီးနဲ့တိဆောက်ခဲ့တဲ့ခန္ဓာမျိုးသူတွေကထိတ်ဆုံးခန္ဓာမျိုးဖြစ်တဲ့ငဆောင်ချမ်းကနေစစ်သူကြီးအနန္တပစ္စည်းယန္တပစ္စည်းတို့ကိုသူရဲ့လေးသိန်းစင်လုံးမြင်းရဲ့အများပေးပြီးတော့ခြိတက်လာတဲ့တရုတ်စစ်သည်တို့ကိုစီးကျူတိုက်ခိုက်စေပါတော့တယ်စစ်သူကြီးတွေလည်းငဆောင်ချမ်းမျိုးကိုရောက်တဲ့အခါမှာမြို့ပြကြုံမြောင်ကောင်းမွန်ပြင်ဆင်ပြုလုပ်လှုပ်ဆောင်ပြီးတော့ဗမော်မြေကူးကနေတိုက်ပါတော့တယ်အဲ့ဒီအခါမှာမြန်မာတွေအနိုင်ရရှိခဲ့ပါတရုတ်တွေဟာငဆောင်ချမ်းကိုအဲ့လောက်တိုက်ရလိမ့်မယ်လို့တွေးထားဖို့မပေါ်ခဲ့ပါဘူးဒါပေမဲ့ကူပလိုင်ခန်ရဲ့တပ်တွေဟာစစ်တီ3သိန်းကုန်ရင်2သိန်း2သိန်းကုန်ရင်4သိန်းနဲ့ထပ်ထပ်ရောက်လာပြီးတိုက်နေတော့မြန်မာစစ်သားတွေစစ်ပန်းပြီးမတိုက်နိုင်ဖြစ်လာတဲ့အခါမှာတရုတ်တပ်တွေဟာမြစ်ကိုကူးလာနိုင်ခဲ့တယ်ငဆောင်ချမ်းခံတက်လည်းပြတ်သွားခဲ့ပါတယ်မင်းကြီး300သောအတွင်းသေးမိန်းမတို့ကိုလွတ်ပေးလိုက်ပါတယ်မင်းကြီးလည်းရတနာရွှေဖောင်စီပြီးတလိုင်းမွန်ပသိမ်စုံတော်မူလေတယ်အနန္တပစ္စည်းယန္တပစ္စည်းတို့လည်းငဆောင်ချမ်းခံသက်ပြက်လေတော့နောက်ကိုစုပ်ပြီးညှို့နှမျိုးတီးပြီးခံစစ်ကိုဆက်လက်ခုခံတယ်လောင်းစီသူမင်းလက်ထက်ကငဆောင်ချမ်းဟာမြန်မာပြည်မြောက်ပိုင်းနယ်နိမိတ်ဖြစ်ပြီးကောင်းစဉ်ကိုမြောက်ပိုင်းအုပ်ချုပ်ရေးဗဟိုဌာနအဖြစ်ထားရှိခဲ့ပါတယ်ဒီဇင်ဘာ9ရက်1283ခုနှစ်မှာကောင်းစဉ်ကျသွားတယ်မွန်ဂိုတွေကလည်းတောင်ဘက်ကိုဆက်လက်ထိုးပေါက်လာပြီးတော့1284ခုနှစ်မှာတကောင်းကိုသိမ်းယူနိုင်ခဲ့တယ်အဲဒါကြောင့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသဟာတရုတ်တွေရဲ့နယ်ပယ်ဖြစ်သွားပြီအနန္တပစ္စည်းအမတ်ကစမ်းဆောင်ထက်မြက်တဲ့နယ်ကြားဆောင်ကုတ်ကဲနိုင်သူလည်းဖြစ်တယ်သို့တော့တရုတ်တွေကအင်အားများလွန်းလို့သာသူတို့ကိုနိုင်အောင်မတိုက်နိုင်ဖြစ်နေခဲ့ပါတယ်တမျိုးပြီးတမျိုးတက်ဆုပ်ပြီးခုခံလာခဲ့သလိုတရုတ်တွေကလည်းမိအောင်ထက်ချက်မကွာလိုက်တိုက်လာနိုင်ခဲ့ပါတယ်
စစ်သူကြီးတွေလည်းဘိုးဘအစုယုံမပြတ်အောင်အုပ်ချုပ်ပြီးပြန်ဆုတ်လာခဲ့တယ်ပကံကိုရောက်တဲ့အခါဘရင်ကအစတပြည်လုံးမွန်ပြည်ကိုအလွတ်ခွာပြီးပြေးကြကုန်တော့သူတို့လည်းပသိမ်ကိုထပ်ပြီးတော့လိုက်သွားပါတယ်တရုတ်တွေလည်းထပ်ပြီးတော့ထက်ကြက်မကွာနောက်ကနေထပ်လိုက်ပါတယ်ဒါပေမဲ့တရုတ်တွေဟာခရီးတာဝေးတာရောစစ်တီဘိုးဘအင်အားများလွန်းတာရောကြောင့်အစားအသောက်ရိတ်ခါအခက်အခဲဖြစ်လာတဲ့အတွက်ပြန်လှည့်သွားကြတယ်တရုတ်တွေတိုက်ခိုက်ခဲ့ရလမ်းတစ်လျှောက်ကမြို့ရွာတွေကိုဖျက်ဆီးခဲ့ကြတယ်ရိတ်ခါအဖြစ်နဲ့တွေ့သမျှမြို့ရွာတွေကကြက်ဝက်ဘဲနွားကောက်ပဲသီးနှံတွေကိုယူဆောင်ကြတယ်သူတို့ကြိုက်နေတဲ့သူတွေကိုတုံမှန်းအဖြစ်ဖမ်းဆီးပြီးခေါ်ဆောင်သွားတယ်မြို့ရွာတွေကမြန်မာနိုင်ငံသားတွေဟာစစ်ဖေးရှောင်ဖြစ်အစဉ်ပြေရာနိဒရာတွေကိုထွက်ပြေးတိမ်းရှောင်ကြရတဲ့အတွက်တစ်ချိန်ကဖုံးမီနေလာတစ်ချိန်တောက်ပြီးအရရက်ကကုံစီတွေကုံတယ်တွေနဲ့စီပင်ตายရခဲ့တဲ့ပကံပြည်ကြီးရဲ့ဏီကုန်းကိုရောက်ရှိလို့တွားရပါတော့တယ်တရုတ်တွေကိုကြောက်လို့ပြေးရတဲ့မင်းဖြစ်လို့အဲ့ဒီမင်းကိုနောင်မှာတရုတ်ပြေးမင်းလို့အမည်တွင်ခဲ့ပါတယ်အဲ့ဒီအမည်နဲ့ပထမဆုံးသုံးလုံးမှတ်တမ်းတင်ထားတဲ့ကြောက်စာကတော့AD 1342ခုနှစ်မှာရေးထိုးခဲ့တဲ့ချောင်းဦးတမန်စတာကြောက်စာဖြစ်ပြီးတော့စာကြောင်းကြီး73ကျောင်းမြောက်မှာတရုတ်ပြေးမင်းကြီးလို့ရေးထိုးထားခဲ့ပါတယ်ဒီအဖြစ်အကြောင်းအရာလေးမှာနှစ်ချုပ်သုံးသက်ချက်အနေနဲ့ပြောရမယ်ဆိုရင်ငါးတိယပတိမင်းဟာဗကန်အင်ပါယာနိုင်ငံတော်ကြီးပြိုလဲခြင်းကိုဖြစ်စေခဲ့တဲ့အမားကြီးအဆင့်နှစ်ဆင့်ကိုကြည့်နိုင်ပါတယ်ပထမအဆင့်အနေနဲ့ကူပလိုင်ကန်ရဲ့တန်တမန်အဖွဲ့ကိုတက်ဖြတ်စေခဲ့လိုက်တာပါပဲအဲ့ဒီမှာရင်သူ့ရဲ့အကြီးမားဆုံးအမားကိုစတင်ခဲ့လိုက်ပါတယ်တန်တမန်ကိုတက်ဖြတ်ခြင်းဟာထုံးတန်းစင်လာနိုင်ငံတကာဥပဒေကိုကြီးကြီးမားမားချိုးဖောက်ရာရောက်ပြီးမွန်ဂိုအင်ပါယာကိုစိန်ခေါ်မှုကြီးတရက်လည်းဖြစ်စေခဲ့ပါတယ်အကျိုးဆက်အနေနဲ့ကူပလိုင်ကန်အတွက်ဗကန်ကိုစစ်ချီတိုက်ဖို့တရားဝင်အကြောင်းပြချက်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ဒုတိယအဆင့်အနေနဲ့ကတော့စစ်ရေးအရာပြင်းပြင်းထန်ထန်တုံ့ပြန်မှုမရှိဘဲမွန်ဂိုတပ်တွေခြိတက်လာတဲ့အခါမှာနရတိဟပတိဟာစစ်တပ်ကိုဥဆောင်ပြီးမြို့တော်ကိုစွန့်ခွာကာအောက်ပြည်ကိုထွက်ပြေးသွားခြင်းပဲဖြစ်ပါတယ်အကျိုးဆက်အနေနဲ့မင်းနဲ့တကွနိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကလည်းပြိုလဲသွားခဲ့ရပါတယ်စစ်တီတော်တွေနဲ့ပြည်သူလူထုရဲ့စိတ်ဓာတ်တွေလည်းကျဆင်းခဲ့ရတယ်ဥဆောင်မှုကင်းမဲ့တဲ့နိုင်ငံဥဆောင်မှုကင်းမဲ့ခဲ့တဲ့ဗကန်ဟာခုခံနိုင်စွမ်းအလွန်အားနည်းသွားခဲ့ရပါတော့တယ်အဲ့ဒီအမှားနှစ်ခုရဲ့ပေါင်းစပ်မှုကြောင့်မလွဲရှောင်နိုင်တဲ့အကျိုးဆက်တွေဖြစ်ပွားခဲ့ရပါတော့တယ်စစ်ရေးအရပြောရမယ်ဆိုရင်ခေါင်းဆောင်မှုကင်းမဲ့ခဲ့တဲ့ဗကန်စစ်တပ်ဟာမွန်ဂိုတပ်တွေကိုထိထိရောက်ရောက်မခုခံနိုင်တော့ဘူးနိုင်ငံရေးအနေနဲ့ပြောရမယ်ဆိုရင်ဘရင်ရဲ့အားနည်းမှုကိုတိသွားတဲ့နယ်သားပယ်သားနဲ့အနွယ်တော်တွေရဲ့ကြားမှာအာဏာပြိုင်ဆိုင်မှုတွေပိုများလာပြီးဗကန်ခေတ်နောက်ပိုင်းပရိသေနိုင်ငံငယ်တွေစတင်ပေါ်ပေါက်ဖို့အကြောင်းရင်းဖြစ်လာပါတော့တယ်စီဝါရေးအနေနဲ့ပြောမယ်ဆိုရင်လည်းမွန်ဂိုတပ်တွေဖျက်ဆီးသွားလို့လေယာစိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးတွေပြတ်တောက်သွားခဲ့ရတော့စီဝါရေးအင်အားကျဆင်းခဲ့ရပါတယ်နရတိယပတိမင်းကြီးဟာအပျော်ပါးကြိုက်ခြင်းနဲ့တိုင်းရေးပြည်ရာတွေကိုစိတ်မဝင်စားခြင်းဟာနိုင်ငံတော်ရဲ့အင်အားကိုရော့စေပြီးနောက်ဆုံးဗကန်အင်ပါယာနိုင်ငံတော်ကြီးပြိုကွဲခြင်းစီကိုဥတီစေခဲ့တဲ့အဓိကအကြောင်းလိုပဲမှတ်ယူရပါတော့မယ်။သမိုင်းဆိုတာအတိတ်ကိုပြန်ပြောတာသာမကပဲအနာဂတ်အတွက်ဘလို့စင်ကျင်သင်ခန်းစာယူရမလဲဆိုတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာဗကန်ခေတ်နောက်ပိုင်းပရိသေနိုင်ငံငယ်လေးတွေပေါ်ပေါက်လာပုံအကြောင်းကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။